ဝိုင်းဝိုင်းကတန်းတသချင်း intro လေးနော်ဒီကပ်ပိုးကကြတော့နှစ်ကွက်ပေါ့နော်နှစ်ကွက်မှာကပ်ပိုးလေးရှိမယ်ပြီးတော့ကျွန်တော်ဒီ17ပေါ့17မှာကျွန်တော်ဒီ17ကွက်ပေါ့နော်နှစ်ကျိုးနဲ့3ကျိုးမှာကိုင်းတာဆိုတော့နော်အဲ့မှာကျွန်တော်ဒီလက်ကကြတော့ဆိုပြီးနော်နှစ်3ပေါ့နော်နှစ်3ပြီးသွားဒါကြတော့ကျွန်တော်တို့ဒီအောက်ကကြီးနှစ်ကျိုးရဲ့17ကို9ကိုလွတ်လိုက်တယ်နော်နော်ပြီးနောက်ဆုံးကြတော့ဒီအောက်ဆုံးကတစ်ကျိုးလွတ်ကျိုးနော်ဒါပထမဆုံးတနေရပါနော်ပြီးရင်ဒုတိယကကြတော့ဒီ3ကျိုးကကျွန်တော်တို့73နှစ်ကျိုးကကျတော့17နော်အဲ့ဒါကြတော့လက်ကကြတော့ကျွန်တော်တို့ဒီ3နှစ်ပေါ့နော်ပြီးရင်တစ်ကျိုးနော်ပြန်ပြမယ်ဆိုတော့ပထမတစ်ခုကနှစ်ပိုင်းပေါ့နော်တတိယပိုင်းကျတော့ဒီကျွန်တော်တို့ဒီ3ကျိုးရဲ့17ပေါ့နော်3ကျိုးရဲ့17နဲ့တစ်ကျိုးအလွတ်နေနော်နော်ပြီးသွားရင်ကျွန်တော်ဒီနှစ်ကျိုးကကျတော့9ခွက်နော်ညာဘက်လက်ကကြတော့3 1 3 2 1နော်ဟုတ်ပြန်ပြမယ်အစကနေဆိုတော့နောက်ဆုံးတစ်ပိုင်းကကြတော့ကျွန်တော်ဒီ10ပေါ့10အကွက်မှာ3ကျိုးမှာထောက်တာနော်ဒီပြီးသွားကြတော့17မှာကျတော့4ကျိုးနော်ညာဘက်ကျိုးပစ်ခင်ကကြတော့နော်တစ်ကျိုးအလွတ်ပြီးရင်3ကျိုးပြီးရင်1နော်4ပေါ့နော်1 3 1 4နော်1 3 1 4အဲ့ဒါဆိုတာ intro လေးနော်ဆိုတော့intro လေးနော်